ည7 နာရီတီမှာတာရုရဲ့ဖုန်းထဲကို The same phone number တစ်ခုကနေဗီဒီယိုခေါ်ဝင်လာခဲ့တယ်မသိတဲ့နံပါတ်မို့လို့မကိုင်မဲ့ထားလိုက်ပေမဲ့စက္ကန့်ပိုင်းအတွင်းမှာပဲ voice message ကိုထပ်ရောက်လာခဲ့တယ်အဲ့ဒီအတန်ပိုင်းကိုဖွင့်နားထောင်လိုက်တဲ့အခါမှာတော့တာရုရင်ရွက်တစ်ခုလုံးဟိဆက်သွားခဲ့တယ်အဲ့ဒါဘာတန်လဲဆိုရင်တော့မင်းရဲ့ကရင်အောင်မှာအေးလိုက်တာဆိုပြီးတာရုရဲ့ကိုယ်ပိုင်တန်နေတယ်ပြန်ပြောထားတဲ့အတန်ဖြစ်နေလို့ပါ